အားလုံးပဲမင်္ဂလာပါ Manchester is Red Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့အခုညမှာရှင်းပြကစားကြမယ်ဆန်နာလန်တင်းနဲ့ United တို့ရဲ့ပွဲစဉ်တိုင်းရင်ပွဲchủသုံးသက်ချက်တချို့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုလက်ရှိချိန်မှာ United က Premier League ဇယားရဲ့အဆင့်3နေရာမှာရပ်တည်နေပြီးတော့လာမယ့်ရာသီ Champions League ဝင်ခွင့်ရလဲတည်ကြသွားခဲ့ပြီဒီကလက်ကပြီးခဲ့တဲ့ရာသီ United အနေနဲ့အဆင့်15နေရာပဲရပ်တည်နိုင်ခဲ့တာနဲ့နှိုင်းယှဉ်အများကြီးတိုးတက်လာတဲ့အခြေအနေဖြစ်တယ်ဒါ့အပြင် United အနေနဲ့ Michael Carrick အသင်းကိုစတင်ရောက်ရှိလာခဲ့တဲ့အချိန်ကနေစရင်အသင်းအနေနဲ့အများကြီးတိုးတက်လာခဲ့တယ်။သူရောက်ရှိလာခဲ့တဲ့အချိန်ကနေစပြီးတော့စုဆောင်းနိုင်ခဲ့တဲ့ရမတ်တွေကိုရှေ့တွက်ကြည့်မယ်ဆိုရင်လေ United က Premier League ရဲ့ထိပ်ဆုံးနေရာမှာရှိနေတယ်။ဒီအချိန်ဒီမှာဆိုရင်အဆင့်1နဲ့2နေရာမှာရပ်တည်နေတဲ့ Arsenal အသင်းနဲ့ Man City အသင်းတို့ထက်တောင်မှ United ကရမတ်တွေပို့ပြီးတော့စုဆောင်းနိုင်ခဲ့တာကိုတွေ့ရတယ်။ဒါကြောင့်လဲ Michael Carrick အနေနဲ့အသင်းရဲ့အဖွဲ့ဝင်တွေရောအသင်းရဲ့ကစားသမားတွေရောသူ့ကိုအမြဲတမ်းနှီးပြဖြစ်လာဖို့အတွက်တော်တော်လေးကိုထောက်ခံနေကြတာဖြစ်တယ်။သူ့အနေနဲ့လည်း United ရဲ့တာဝန်ရှိသူတွေကိုရာသီမဆုံးခင်သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့အတီးပေးဖို့တောင်းဆိုထားခဲ့တာကိုတွေ့ရတယ်။ဒီနေ့ကစားမယ့် Sunderland အသင်းနဲ့ United တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေကိုကြည့်မယ်ဆိုရင်တော့ United အနေနဲ့ Sunderland အသင်းရဲ့အင်ကွင်း Live Stadium မှာတွားရောက်ကစားခဲ့တဲ့နောက်ဆုံး15ပွဲကိုကြည့်မယ်ဆိုရင်10ပွဲထိနိုင်ရရှိထားပြီးတော့4ပွဲတည်ချထားတယ်။ရှုံးပွဲကလည်း1ပွဲပဲရှိတယ်။နောက်ဆုံးရှုံးနေထားခဲ့တဲ့ပွဲစဉ်ကလည်း2016ခုနှစ်ကကစားခဲ့တဲ့ပွဲစဉ်1ပွဲဖြစ်တယ်။ဒါကြောင့်ဒီရက်လက်တွေကိုကြည့်မယ်ဆိုရင်ဒီနေ့ပွဲစဉ်မှာ United ကအနိုင်ရရှိဖို့အတွက်ရည်ပန်းစားတဲ့အသင်းတစ်သင်းဖြစ်တယ်။ Sunderland အသင်းဘက်ကိုကြည့်မယ်ဆိုရင်တော့သူတို့အနေနဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာတော်တော်လေးရက်လက်ရင်းရင်ထားခဲ့တာတွေ့ရတယ်။သူတို့အနေနဲ့ April လမှာကစားခဲ့တဲ့ Spa အသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်ပြီးကြရနေပြီးနောက်ဆုံးကစားခဲ့တဲ့ Premier League 3ပွဲဆက်နိုင်ပွဲပျောက်ခဲ့တယ်။အခုနောက်ဆုံးကစားထားတဲ့ Wolves အသင်းနဲ့ပွဲစဉ်မှာလည်း1-1တည်ကြထားခဲ့တယ်။ဒါကြောင့်လဲလာမယ့်ရာသီသူတို့ရဲ့ဥရောပဝင်ခွင့်တနေရာစာအတွက်ကတော်တော်လေးကိုအားနည်းသွားတဲ့အခြေအနေတစ်ခုဖြစ်တယ်။ဒါပေမဲ့သူတို့အနေနဲ့လက်ကျန်3ဝင်းမှာရလက်ကောင်ရယူနိုင်ရင်တော့သူတို့အတွက်လာမယ့်ရာသီဥရောပဝင်ခွင့်တနေရာအတွက်မျှော်လင့်နိုင်သေးတဲ့အခြေအနေတစ်ခုဖြစ်တယ်။ဒါကြောင့်လည်းသူတို့အနေနဲ့ဒီနေ့ပွဲစဉ်ကိုတော့အနိုင်ရလက်မျှော်လင့်ချက်နဲ့လာရောက်ကစားဖို့ရှိနေရဖြစ်ပါတယ်။ United ကတော့လက်ရှိအချိန်မှာနောက်ဆုံးကစားခဲ့တဲ့ Liverpool အသင်းနဲ့ပွဲစဉ်မှာလည်းကိုယ်မိန်ဦးရဲ့နောက်ကျသွင်းကိုနဲ့နိုင်ရရှိနိုင်ခဲ့တယ်။ဒီနိုင်ပွဲဟာ United အတွက်3ပွဲဆက်နိုင်ရရှိခဲ့ခြင်းလည်းဖြစ်တယ်။ဒါကြောင့်လက်ရှိဒီနေ့ပွဲစဉ်မှာနိုင်ရရှိမယ်ဆိုရင် United အနေနဲ့4ပွဲဆက်နိုင်ရလက်ကိုရရှိမှာဖြစ်ပါတယ်။လက်ရှိချိန်မှာ United ရဲ့ကစားသမားတွေအနေနဲ့တရားပြဿနာတော်တော်လေးကိုကင်းစင်နေအောင်တွေ့ရတယ်။အခုလက်ရှိအသင်းမှာဆိုရင်ဒီလေးတယောက်ပဲတရားကြောင့်လွဲချော်ဖို့ရှိနေတယ်။ပြီးခဲ့တဲ့ပွဲစဉ်ဒီ3ပွဲပဲကြက်ခံနေရတဲ့ Lisandro Martinez ကလည်းဒီနေ့ပွဲစဉ်မှာပြန်လည်ပါဝင်လာဖို့ရှိနေတယ်။ဒါကြောင့်ဒီနေ့ပွဲစဉ်မှာတော့ United အနေနဲ့ကစားသမားစုံလင်နဲ့ပြန်လည်ပွဲထွက်လာခဲ့ဖို့ရှိတယ်။ဒါပေမဲ့ပြီးခဲ့တဲ့လျော်အသင်းနဲ့ပွဲစဉ်မှာပထမပိုင်းပြီးကန်ဒီတရားပြဿနာတချို့ရှိခဲ့တဲ့ဆက်စကိုကတော့ဒီနေ့ပွဲစဉ်မှာပြန်လည်ပါဝင်လာနိုင်မလားဆိုတာတော့အရင်မသိကြနေဘူး။ဒါပေမဲ့သူ့ရဲ့တရားချင်းနဲ့ပတ်သက်ပြီးတော့ Michael Carrick ကဘာမှပြောဆိုထားတာမရှိတဲ့အတွက်သူ့အနေနဲ့ပြန်လည်ပါဝင်လာနိုင်ခြေရှိတယ်။အခုလက်ရှိအချိန်က United အနေနဲ့အမှတ်လိုနေတဲ့ပွဲစဉ်မဟုတ်တဲ့အတွက်ဒီပွဲစဉ်မှာပွဲထွက်ခွင့်နည်းနေတဲ့ကစားသမားတွေကိုပြန်ပြီးတော့ပွဲထွက်လာနိုင်ခြေတော်တော်လေးများနေတယ်။ဒါကြောင့်အသင်းရဲ့လူစင်းမှာအပြောင်းလဲတွေလုံလာနိုင်ခြေလည်းရှိတယ်။ဥပမာအနေနဲ့ Sesco ရဲ့နေရာမှာဆိုရင် Zaxiro လိုကစားသမားတွေကိုထည့်သွင်းအသုံးပြုနိုင်တယ်။ပြီးခဲ့တဲ့ပွဲစဉ်တော့အရန်ကစားသမားဖြစ်တာပါဝင်လာခဲ့တဲ့အာမတ်ကလည်းဒီနေ့ပွဲစဉ်မှာပြန်ပြီးတော့ပွဲထွက်ခွင့်ပေးလာဖို့ရှိတယ်။ဒီနေ့ပွဲစဉ်မှာ United ကစားသမားတွေအတွက်အဓိကအာရုံစိုက်စရာအနေနဲ့ဆိုရင်တော့ Bruno Fernandes ရဲ့ assist record အကောင်းဆုံးပံ့ပိုးပေးဖို့ပဲရှိတယ်။လက်ရှိအချိန်မှာ Fernandes ရဲ့ assist က19ကြိမ်ရှိနေပြီ။ဒါကြောင့်လက်ကျန်ပွဲစဉ်3ပွဲမှာသူ့အနေနဲ့နောက်ထပ် assist 2ခုလောက်တော့ရရှိဖို့လိုနေတယ်။ဒီအတွက်ကြောင့် United ကစားသမားတွေနဲ့ဒါကိုလည်းထည့်သွင်းစူးစမ်းလာပေးဖို့ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ပွဲစဉ်မှာတော့ United အနေနဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာဆွမ်းဆောင်ကျဆင်းနေတဲ့ Sunderland အသင်းကိုသူတို့ရဲ့အိမ်ကွင်းမှာပဲတက်တောင့်တက်တာနဲ့အနိုင်ရရှိသွားနိုင်ကြများနေတာဖြစ်ပါတယ်။ညီကိုရီရောဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုရလဒ်မျိုးထွက်ပေါ်လာနိုင်လဲဆိုတာကိုသုံးသပ်ပေးခဲ့ကြပါဦး။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့။